အိမ်မှာလေအေးကြော်ဆက်ရှိရင်လှုပ်ရှားလို့ရတယ်စားစရာရှင်မျိုးရှိပြီးတော့စားရတာကလည်းအရန်ကိုမှကောင်းပါပြီပထမဆုံးအနေနဲ့တင့်မှာလေအေးကြော်ဆက်ရှိရင်တော့ဆက်ပြီးတော့အရသာရှိတဲ့အာလူးကြော်ကိုစမ်းပြီးတော့စားကြည့်တင်ပါလိအာလူးကိုတွားလို့ပုံစံဖြစ်အောင်လို့လှီးပြီးတော့အာလူးအစေးတွေကိုရေးစေးချပါပြီးတော့ပြီးဆိုတော့ဘဲငမြရဲ့အကြီးဟင်းချက်စီနဲ့ကင်ထားတဲ့အမွှေးကြိုင်တို့နဲ့တေချာလေးကိုမှနှိပ်ပေးလိုက်ပါလေအေးကြော်ဆက်ထဲမှာအပူချိန်180ဒီဂရီနဲ့15မိနစ်ကိုဖုတ်လိုက်ပါပြီးတော့ပြီးဆိုတော့နည်းနည်းမင်းဖြူပြီးတော့အပြင်ကကျွတ်ပြီးအတွင်းကနူးညံ့ကအပြင်ဆိုင်ကဟာတက်တောင်မှပို့ပြီးတော့ကောင်းပါသေးတယ်ဒုတိယအနေနဲ့တင့်မှာလေအေးကြော်ဆက်ရှိရင်လွယ်ကူပြီးတော့အရသာရှိတဲ့ရွှေရောင်ပြောင်းမှုကြော်ကိုဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုလည်းတည့်ပေးပါဦးမယ်ပြုတ်ထားတဲ့ပြောင်းမှုတွေကိုဟင်းချက်စီကျုပ်တလုံးနဲ့ပဲမုတ်တစုံနဲ့တေချာလေးကိုမှရှောင်းဖွေးပေးလိုက်ပါပြီးတော့ပြီးဆိုတော့စီစဉ်ထားတဲ့စက်ကူကိုလေအေးကြော်ဆက်ထဲမှာခင်းပြီးတော့ပြောင်းမှုတွေကိုဖြန့်ထားပေးလိုက်ပါအပူချိန်180ဒီဂရီနဲ့7မိနစ်ဖုတ်ပြီးတော့ရင်တော့တရားနဲ့နှမ်းနဲ့ဖြူပေးပြီးတော့ဒါကချုပ်ပြီးတော့အရသာရှိပြီးလူကြီးရောကလေးပါကြိုက်နေတတ်ကြပါပြီတတိယအနေနဲ့ကတော့တင်ပါလေအေးကြော်ဆက်ရှိတယ်ဆိုရင်တော့ပြင်ပုံနေတဲ့ပေါမုတ်တွေကိုလက်မပစ်ပဲနဲ့အပြင်ကကျွေးရတဲ့ပေါမုတ်ကင်ကိုဆန်းပြီးတော့ကြည်တင်ပါပြီဒါကအပြင်ကဝယ်ထားတဲ့ထက်တောင်မှပို့ပြီးတော့ကောင်းပါပြီပုံနေတဲ့ပေါမုတ်ကိုအချက်လိုက်ကိုလှည့်ပြီးတော့ပကံလုံးနဲ့ထက်ကဟင်းချက်စီတစုံနဲ့ကင်ထားတဲ့အမွှေးကြိုင်တို့ကိုတေချာလေးကိုမှလင်းပေးလိုက်ပါလေအေးကြော်ဆက်ထဲမှာအပူချိန်180ဒီဂရီနဲ့15မိနစ်ကိုဖုတ်လိုက်ပါအလဲမှာတစ်ဖက်လှန်ပေးလိုက်ပါဒီလိုမျိုးလုပ်ထားတဲ့ပေါမုတ်ကရှိုးရောင်ဖြစ်ပြီးတော့ကျွတ်ရကလူကြီးရောကလေးပါကြိုက်နေတတ်ကြပါပြီစတုဒ္ဒအနေနဲ့ကတော့တင်ပါလေအေးကြော်ဆက်ရှိရင်ချိုပြီးတော့ကျိုးရီလိုမျိုးရှေ့လျားတဲ့ငပြောသီး cheese cake ကိုမလွတ်တန်းကိုမှစားကြည့်တင်ပါစီစဉ်ထားတဲ့စက်ကူကိုလေအေးကြော်ဆက်တဲ့ကိုခံပြီးတော့ငပြောသီးအချက်တွေကိုဖြန့်ခင်းပြီးကျုပ်တလုံးကိုလောင်းချလိုက်ပါအပူချိန်180ဒီဂရီနဲ့7မိနစ်လောက်ကိုမှအရင်ဖုတ်ပေးလိုက်ပါပြီးတော့ cheese အစားအနားတွေနဲ့နန်းနဲ့ဖြူပြီးတော့အပူချိန်180ဒီဂရီနဲ့10မိနစ်ကိုထပ်ဖုတ်ပေးလိုက်ပါတယ်ဒါဆိုတော့ပြင်နိုးနဲ့တင်ပြီးတော့ကျိုးရီလိုမျိုးရှေ့လျားတဲ့ငပြောသီး cheese cake လို့ပြီးဆုံးပါပြီဒီစမအနေနဲ့လေအေးကြော်ဆက်နဲ့ဥယုံမုတ်လုပ်တဲ့အမှန်ကန်ဆုံးနည်းလမ်းကတော့တစ်ထပ်ချင်းစီကိုကျွတ်ပြီးတော့နိုးနဲ့တင်ပါတယ်ပကံလုံးထဲမှာကြောက်နှလုံးနှုတ်ရည်တဝက်နဲ့တကြားအနေငယ်ထည့်ပြီးတော့တေချာလေးကိုရုံးမှွေပြီးတော့စကားနဲ့ကိုစစ်လိုက်ပါပြီးတော့ပြီးစတော့ဆောက်ထိုးလည်ပြီးတော့အပူချိန်180ဒီဂရီနဲ့9မိနစ်ခန့်ကိုထပ်ပုတ်လိုက်ပါဒီလိုမျိုးဖုတ်ထားတဲ့ဥယုံမုတ်တွေကအပြင်ကကျွတ်ပြီးတော့အတွင်းကနူးညံ့ပြီးတော့လူကြီးရောကလေးပါကြိုက်နေတတ်ကြပါရီဒါကိုမှတ်ထားပြီးတော့လုပ်ကြည့်တင်ပါရီစက်တမအနေနဲ့ကတော့အိမ်မှာလေအေးကြော်ဆက်ရှိရင်ဒီလွယ်ကူပြီးတော့အရသာရှိတဲ့ sauce ပါမုတ်ကိုစမ်းကြည့်တင်ပါရီအကျော်မုတ်ပြားတစ်ချက်ကိုအပူချိန်180ဒီဂရီနဲ့7မိနစ်လောက်ကိုအရင်ဖုတ်ပေးလိုက်ပါပြီးတော့ပြီးစတော့ကြက်သွန်ဖြူကမာစောခရမ်းရည်စီစောဘဲငမြရီငရုတ်တီးမှု9ခုဆက်မှုတကြားပဲဖုံနဲ့ရေလုံးလေးကိုမှတခြားလေးကိုရုံးမှွေပေးပြီးသွားပြီဆိုရင်တော့ဆော့ကိုတုပ်ပြီးအပူချိန်180ဒီဂရီနဲ့3မိနစ်ကိုထပ်ဖုတ်ပေးလိုက်ပါနန်းနဲ့ပင်ဖြူလိုက်ရင်တော့မှွေပြီးတော့ကျွတ်ရပြီးအပြင်ကရောင်းတာနေတော့မှအရသာတူပါရီတသမအနေနဲ့တင့်မှာလေအေးကြော်ဆက်ရှိရင်တော့ကစုံဥကိုအရန်ကောင်းတဲ့နေနဲ့စားကြည့်တင်ပါရီဒါကတော့ချိုပြီးတော့နူးညံ့ပြီးကျိုးရီလိုမျိုးရှိလျာပါရီပေါင်းထားတဲ့ကစုံဥကိုတကြားနဲ့ကောင်းချင်းမုတ်နှစ်စုံနဲ့ခြေပြီးတော့မှုတ်သားဖြစ်အောင်လို့ကိုနေလိုက်ပါအပိုင်းသေးသေးလေးတွေကိုယူပြီးတော့ချီအစားအနာတွေထည့်ပြီးဘောလုံးလေးဖြစ်အောင်လို့ကိုလုံးလိုက်ပါပြီးတော့ပြီးဆိုတော့နှမ်းဖြူနဲ့ကပ်ပြီးတော့အပေါ်ကစီဖြန်ကလေအေးကြော်ဆက်ထဲမှာအပူချိန်180ဒီဂရီနဲ့15မိနစ်ကိုရအောင်လို့ကိုဖုတ်ပေးလိုက်ပါအရသာရှိတဲ့ကစုံဥ cheese ဘောလုံးတွေကိုလုံးလုပ်ပြီးပါပြီစားလို့မရနိုင်တော့ပါဘူးစက်တမအနေနဲ့ငွေရောင်စက်ကူခွက်ထဲမှာမြေပဲနှမ်းဖြူတစုံကျုပ်အနှစ်တကူစားနှဲငယ်နဲ့ရှာလက်ကားရဖြူအနေငယ်တို့ကိုထည့်ပြီးတော့တေချာလေးကိုမှရုံးဝေပေးလိုက်ပါလေအေးကြော်ဆက်ထဲမှာအပူချိန်180ဒီဂရီနဲ့12မိနစ်ဖုတ်ပေးလိုက်ပါ4မိနစ်တိုင်းတစ်ခါလန့်ပေးလိုက်ပါကျုံနှစ်နဲ့ကပ်နေတဲ့မြေပဲကစားငံပြီးတော့ကျွတ်ရပြီးစားလို့မရနိုင်ပါဘူး